အိမ်နောက်ဖေးမှာကန်လုတ်ပြီး9မျိုးမျိုးရေလုတ်ယုံတဲ့တလကိုမြန်မာငွေ300လောက်အထိပုံမှန်ရနေတဲ့အလွန်စိတ်ဝင်စားစရာကောင်းတဲ့စီးပွားရေးလိုအပ်ချက်တစ်ခုကိုဒီနေ့ဗီဒီယိုမှာဘသူတာအနေနဲ့ရှင်းပြပေးသွားပါမယ်။လူအများစုကထင်ကြတဲ့9မျိုးမျိုးရေလုတ်ဖို့ဆိုရင်မြေဧကအကျယ်ကြီးတွေအေယာမမြေထူးကန်ကြီးတွေမထစ်မနီလိုအပ်တယ်ပေါ့။ဒါပေမဲ့အခုခေတ်မှာတော့အိမ်နောက်ဖေးကနေရာလွတ်လေထဲမှာတင်တာဘော်လင်ကန်ဒါမှမဟုတ်ကွန်ကရစ်ကန်လူတွေတုံးပြီးအောင်မြင်အောင်လုပ်လို့ရနေပါပြီ။ဒါဆိုရင်တလကို300ဆိုတဲ့ဝင်ငွေရဖို့သူတို့တွေဘလို့စနစ်မျိုးကိုတုံးကြတယ်လေ။လှုပ်ဝက်ချက်ကတော့အလဲ့ကျမွေးမြူခြင်းစနစ်ပါပဲ။ကန်တကန်သေးကိုအကြီးကြီးလုပ်ပြီးလပေါင်းများစွာစောင့်မဲ့အစားတင်းတယ်တဲ့ကန်အရွယ်အစား9ကန်လောက်ကိုအိမ်နောက်ဖေးမှာအစီအီးတိဆောက်လိုက်ပါအဲ့ဒီနောက်မှာ9ခုတီလာပြီးရလိုမျိုးကြီးထွားနှုံးမြန်ပြီးဈေးကွက်ဝင်တဲ့9တွေကိုတလကိုတက်ကန်နှုံးနဲ့ခွဲပြီးသားပေါက်ထည့်ရပါမယ်ရေအရည်သွေးကိုစနစ်တကျထိမ့်သိမ့်မယ်အာဟာရပြည့်ဝတဲ့အစာတွေကိုအချိန်မှန်ကျွေးသွားမယ်ဆိုရင်9တွေအား9လဝန်းကျင်မှာဈေးကွက်ဝင်အရွယ်အစားကိုအပြည့်အဝရောက်ရှိလာမှာပါဒီလိုအလိုက်ကျစနစ်နဲ့သွားတဲ့အတွက်9လပြည့်သွားတဲ့အချိန်ကစပြီးတင်းစီမှာလစဉ်လာတိုင်း9ဖော်စရာကန်တကန်အစင်သင့်ဖြစ်နေပါပြီကန်တကန်ကနေ9ပိတ်ထအချိန်ထောင်ကြီးထရှိတဲ့အတွက်ဈေးကွက်ကိုတိုက်ရိုက်ဖောက်ပြီးရောင်းချမယ်ဆိုရင်တလကိုအသားတင်အမြတ်သိန်းတလဲဆိုတာလုံးဝကိုလက်တွေ့ကျရဲ့ဝင်ငွေတစ်ခုဖြစ်လာပါတယ်။စီးပွားရေးတစ်ခုကိုစတင်ဖို့အရေးအကြီးဆုံးကအရင်းနှီးကြီးကြီးမားမားနဲ့စတင်ဖို့မဟုတ်ပါဘူး။ရှိတဲ့နေရာလေးကနေနီးစနစ်မှန်မှန်နဲ့ဇွဲရှိရှိလှုပ်ဆောင်သွားဖို့ပါပဲ။မိတ်ဆွေတို့ရောကို့အိမ်နောက်ဖေးမှာဒီလိုစီးပွားရေးလေးဆန်းလုပ်ကြည့်ချင်လား။လက်တွေ့ကျတဲ့ဘသူသားတွေစက်ကြည့်ဖို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။